အားလုံးပဲမင်္ဂလာပါကျွန်တော်မနေ့ကပဲကျွန်တော်ပြောတယ်နော်ခင်ဗျားတို့ရိုဟင်ဂျာကိုလက်ခံလိုက်ရိုဟင်ဂျာကိုလက်မခံဘူးဆိုရင်ခင်ဗျားတို့အတွက်အခြေအနေမကောင်းဘူးလို့ကျွန်တော်မနေ့ကပဲပြောတယ်ဟုတ်တယ်နော်အခုတော့ခင်ဗျားတို့ရဲ့ဘဘကြီးကရိုဟင်ဂျာတသန်းကျော်ရှိတဲ့ဘင်္ဂလားဒေ့ရှ်မှာရိုဟင်ဂျာတသန်းကျော်ရှိတဲ့အထက်ကနေပြီးတော့ရိုဟင်ဂျာ1,800,000ကိုလက်ခံတော့မယ်ရိုဟင်ဂျာတသန်းကျော်ကို6ကြိမ်ခွဲပြီးတော့အခုရိုဟင်ဂျာ1,800,000ကိုစတင်ပြီးတော့လက်ခံပြီးတော့မယ်ဆိုပြီးပြောလာပြီသဘောပေါက်လားတချို့ကလည်းဒီရိုဟင်ဂျာကိုလက်ခံလိုက်ခြင်းအပြင်အေးအပေါ်မှာပို့ပြီးတော့ကောင်းကြီးသွားမယ်လို့ပြောတယ်ကျွန်တော်ပြောတာရှင်းရှင်းလေးနော်အဲ့စစ်တပ်ပဲဖြစ်ဖြစ်အေးပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ဗျာနော်ဒီကိစ္စကတနေ့ခင်ဗျားတို့ဖြေရှင်းရမယ်ဆိုတော့ကျွန်တော်တို့ကသိထားပြီလားဒီတိုင်းပဲဖြေရှင်းရမှာဘာဖြစ်လို့လဲဘင်္ဂလားဒေ့ရှ်ကသူ့နိုင်ငံသားမှမဟုတ်တဲ့ကိစ္စအမှန်ဘာလို့ခေါ်ရမှာဟုတ်တယ်မလားခင်ဗျားတို့ဒီလူတွေကိုမလို့ချင်လို့လားခင်ဗျားတို့ဘင်္ဂါလီဆိုပြီးခင်ဗျားတို့ပြောနေတာလေဒါပေမဲ့ဟိုကဘင်္ဂလားဒေ့ရှ်ကသူ့နိုင်ငံသားမဟုတ်ဘူးသူတို့လည်းဟိုမှာအချက်အလက်ထောက်ထားရတဲ့ညင်းထားပြီးသားခင်ဗျားတို့ကတော့ဖင်ဖိတ်ပြီးတော့ညင်းနေတာဘင်္ဂလားဒေ့ရှ်ကသူ့နိုင်ငံသားမဟုတ်ဘူးဒီလူတွေဘင်္ဂါလီမဟုတ်ဘူးအားကြောင့်လဲဆိုတော့ဒီဘင်္ဂါလီဆိုတဲ့လူတွေနဲ့ကျွန်တော်တို့အများကြီးတွေ့ဘူးတယ်ဒီဘင်္ဂါလီဆိုတဲ့လူတွေဘင်္ဂလားဒေ့ရှ်နိုင်ငံကလူတွေဘင်္ဂါလီစကားပြောတယ်ရိုဟင်ဂျာဆိုတာကဘင်္ဂါလီစကားမပြောဘူးရိုဟင်ဂျာဆိုတာရိုဟင်ဂျာဘာသာစကားပဲပြောတယ်ကျွန်တော်တို့ကလေ့လာပြီးပြီကျွန်တော်တို့ကသိပြီးပြီနော်ကျွန်တော်မလေးရှားမှာနေတာ15နှစ်ရှိပြီနော်မလေးရှားမှာကျွန်တော်တို့15နှစ်ရှိပြီအများကြီးအဖွဲ့အစည်းကိစ္စတွေလည်းကျွန်တော်တို့လုပ်ပြီးသွားပြီကျွန်တော်တို့ကနှက်ဆက်ပြီးသွားပြီဒါပေမဲ့ဖင်ပိတ်ပြီးတော့မငြင်းဘူးသဘောပေါက်လားဆိုတော့ဒီကိစ္စတွေမှာဘသူကရိုဟင်ဂျာလဲဘသူကဘင်္ဂါလီလဲဆိုတော့ကျွန်တော်တို့ကကိုယ်တိုင်ကြုံတွေ့ပြီးသွားတဲ့အခါကျတော့ခင်ဗျားတို့အုပ်စုတစ်ခုလုံးခင်ဗျားတို့ညင်းနေတာကိုလည်းကျွန်တော်တို့ကယွန်းတယ်တကယ်ယွန်းတာဘာဖြစ်လို့လဲခင်ဗျားတို့ကတိလည်းမတိဘူးတက်လည်းမတက်ဘူးဘင်္ဂါလီအေးမောင်ပြောတဲ့စကားကိုခင်ဗျားတို့ကခေါင်းထဲမှာရောက်တယ်တကယ်ဘင်္ဂါလီစစ်ကအဲ့ဒီအေးမောင်ဆိုတဲ့ကောင်သဘောပေါက်လားခင်ဗျားတို့ခေါ်နေဒေါက်တာအေးမောင်ဆိုတာအဲ့ဒီကောင်ဘင်္ဂါလီအေးမောင်သဘောပေါက်လားဒီကောင်ဘင်္ဂါလီစကားလည်းရတယ်ဒီကောင်သဘောပေါက်ဆိုတော့မဟုတ်တဲ့ကိစ္စတွေကိုခင်ဗျားတို့ကညင်းနေတော့ကျွန်တော်တို့ကမဟုတ်ဘူးဆိုပြီးတော့ပြောနေရုံပဲရှိတာပေါ့ဟုတ်တယ်မလားခင်ဗျားတို့မညင်းနဲ့ကျွန်တော်မနေ့ကပြောတာခင်ဗျားတို့မညင်းနဲ့လို့ကျွန်တော်ပြောတာခင်ဗျားတို့မညင်းနဲ့ဒီကိစ္စကိုခင်ဗျားတို့အခုလက်ခံရင်လည်းလက်ခံလက်မခံရင်လည်းခင်ဗျားတို့တနေ့ခင်ဗျားတို့လက်ခံရမယ်ခင်ဗျားတို့ကျွန်တော်ပြောတဲ့စကားကိုခင်ဗျားတို့ယုံလို့ကျွန်တော်မနေ့ကပြောပြီးပြီနော်ကျွန်တော်မနေ့ကတော့ဟာလာချက်ပေါက်မှာလာပြီးတော့တယောက်ကလာညင်းတယ်နော်ခင်ဗျားတို့တဲ့ဒီဘင်္ဂါလီတွေကတဲ့နော်ပါကစ္စတန်နဲ့စစ်ဖြစ်တဲ့အချိန်1982ခုနှစ်မှာအုံအောပြီးတော့ပုံအောပြီးတော့ဝင်လာတယ်တဲ့ရခိုင်ပြည်နယ်တဲ့ကိုတဲ့ဟာလာခင်ဗျားတမိုင်းပြန်ဖတ်လိုက်လို့ခင်ဗျားတို့တမိုင်းပြန်ဖတ်လိုက်နော်ခင်ဗျားတို့ဗမာနာဆာကရိုဟင်ဂျာတွေခြံစည်းရိုးကြော်လာမှာကိုတေမတက်ကြောက်တဲ့ကောင်တွေသဘောပေါက်လားနော်ဝင်လာဖို့မပြောနဲ့နော်
ဝင်လာဖို့မပြောနဲ့သူတို့ကလုံးဝစစ်ဘေးရှောင်ပြီးတော့ဟာလာအိန္ဒိယနိုင်ငံတွေကိုတမ်းပေါင်းများစွာဝင်ပြေးသွားတာပြဿနာမရှိဘူးဒုက္ခရောက်လို့လူတယောက်ကဒုက္ခရောက်တယ်ဆိုလို့ရှိရင်စစ်ဘေးရှောင်ဖို့အတွက်ဝင်ပြေးရတယ်ဒါပေမဲ့အိန္ဒိယကတကားဖွင့်ပေးထားတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကြိုက်တဲ့လောက်လာလို့ရတယ်အိန္ဒိယနိုင်ငံတကားဖွင့်ပေးတာဒါပေမဲ့ဗမာပြည်မှာဝင်ပြေးစရာအပေါက်မရှိဘူးအကုန်လိုက်ပိတ်ထားတာရှိသမျှစစ်တပ်အားလုံးရခိုင်ပြည်ပို့ပြီးတော့ပိတ်ထားတာအဲ့ဒါကြောင့်ခင်ဗျားတို့တမိုင်းမသိဘူးလို့ကျွန်တော်ပြောတာနော်ခင်ဗျားတို့နည်းနည်းပါးအဆက်တရားထားပြီးတော့ညင်ခင်ဗျားတို့အဲ့မှာပိတ်ပြီးတော့တရားမှအဝင်မခံမဲနဲ့ဘလို့စကားပြောလဲသိလားဟမ်ကျွန်တော်တို့မှာဝင်လာတဲ့လူတွေအများကြီးပဲဆိုရယ်ကုလသမဂ္ဂကိုပြောတယ်ကုလသမဂ္ဂနဲ့ခင်ဗျားတို့အစိုးရတဲ့စကားတွေများကြတယ်ပြဿနာအကြီးကျယ်တက်ကြတယ်ဟမ်ခင်ဗျားတို့ကအဲ့လိုမှွေတာသဘောပေါက်ဆိုတော့ဘလို့ဖြစ်သွားလဲဆိုတော့ဝင်ပြီးတော့ဟာလာဟိုအဝင်လည်းမခံဘူးစစ်ဘေးရှောင်တွေကိုပိတ်ထားတဲ့အပြင်ကိုခင်ဗျားတို့ကဟာလာဒီလူတွေကိုဟာလာအထဲမှာရှိတဲ့လူတွေကိုပြန်ထွက်တော့ခင်ဗျားတို့နီးမျိုးစုံနဲ့လုပ်တယ်ဟမ်အခုလည်းခင်ဗျားတို့လုပ်တယ်ဒါပေမဲ့အခုဘာဖြစ်လဲဟမ်ခင်ဗျားတို့ရဲ့ဘဘကြီးကရိုဟင်ဂျာ3,800,000ကိုစတင်လက်ခံမယ်တဲ့6ကြိမ်အထိလူဦးရေ1,000,000ကျော်ကိုလက်ခံမှုရှိတယ်ကဲခင်ဗျားတို့ဘယ်သူပါပြောချင်လဲခင်ဗျားတို့ပြောချင်တဲ့သူရှိတယ်ဆိုလို့ရှိရင်ခင်ဗျားတို့ပြောရဲတဲ့သူရှိတယ်ဆိုလို့ရှိရင်ခင်ဗျားတို့ပြောလေဗျာပြောလို့ရတယ်ခင်ဗျားတို့ပြဿနာမရှိဘူးဟုတ်တယ်နော်ဘာဖြစ်လို့လဲကျွန်တော်ဆိုရင်ကျွန်တော်ပြောပြမယ်ကျွန်တော်ဆိုလို့ရှိရင်နော်ကိုယ်နိုင်ငံသားမဟုတ်ဘူးဆိုရင်ကျွန်တော်အဝင့်အမခံဘူးဗျာဟုတ်လားမဟုတ်ဘူးလားအဲ့ဒါစဉ်းစားကြည့်လေအဲ့နိုင်ငံသားမှမဟုတ်တာခင်ဗျာဘာလို့အဝင်ခံရမှာလဲခုတော့ဗျာဘယ်လိုဖြစ်လို့ဟာလားပတ်ဆက်ဒီလက်ခံတဲ့အဆင့်ကြီးလေဟမ်လူကြီး3,800,000 6ကြိမ်လူကြီး1,000,000ကျော်လက်ခံလိုက်ပြီအဲ့ပြောချင်တဲ့လူပြောလို့ရတယ်ဘောပေါက်လားပြောချင်တာကဘာလဲဆိုတော့ကျွန်တော်ပြောတာခင်ဗျားတို့ဖိတ်ပိတ်ပြီးတော့မငင်းနဲ့ဒီကိစ္စကငင်းရမယ့်ကိစ္စမဟုတ်ကျွန်တော်မနေ့ကတည်းကကျွန်တော်ပြောပြီးသွားပြီနော်ဒီကိစ္စကခင်ဗျားတို့ရိုဟင်ဂျာဇလန်းကဇက်သိမ့်ပြီခင်ဗျားတို့နော်ရိုဟင်ဂျာဇလန်းကဇက်သိမ့်ပြီနော်ခင်ဗျားတို့ဘာမှလုပ်လို့မရအောင်နော်အေးအဲ့ဒါကြောင့်မလို့ကျွန်တော်ခင်ဗျားတို့ကိုဟာလားစေတနာနဲ့အကြံပေးတာဒီကိစ္စကိုအခုလည်းခင်ဗျားကျွန်တော်ပြောတယ်ဆိုတာတခြားမဟုတ်ဘူးခင်ဗျားတို့စိတ်ကိုလျှော့လိုက်ခင်ဗျားတို့ဘလို့ပြန်ပြီးတော့အေးဆေးဆေးလေးဖြစ်အောင်ခင်ဗျားတို့လုပ်မလဲဆိုတာဒါကိုပဲစဉ်းစားကျွန်တော်ပြောပြီးခင်ဗျားတို့မငင်းနဲ့နောက်တမိုင်းတစ်လျှောက်ခင်ဗျားတို့ဘယ်တော့မှမငင်းနဲ့ကျွန်တော်ပြောသိလားနော်ခင်ဗျားတို့မငင်းနဲ့ကျွန်တော်ပြောပြီးခင်ဗျားဒီလမ်းကိုမှမရွေးချယ်ဘူးဆိုလို့ရှိရင်ခင်ဗျားတို့မှသွားစရာလမ်းကြောင်းမရှိဘူးနော်ခင်ဗျားတို့ကနိုင်ရတဲ့ခေါင်းနဲ့စောင့်ပြီးတော့အုပ်ဆက်ပွင့်သွားပလိစီဆိုခင်ဗျားတို့ကငင်းတာမရဘူးဟာလူအတိုင်းဝိုင်းမှာနိုင်ငံတကာအလဲမှာအဲ့လိုအရှက်မဲ့တဲ့ကိစ္စတွေခင်ဗျားတို့လုပ်လို့မရအောင်နော်အဲကြောင့်မလို့ကျွန်တော်ပထမတော့မပြောဘူးဆိုပြောမယ်ကျွန်တော်နေတာကျွန်တော်ဒီကိစ္စတွေမပြောချင်ဘူးဆိုရင်ဒါပေမဲ့ကျွန်တော်ပြောပြလိုက်တယ်ခင်ဗျားတို့မသိမှဆိုလို့ကျွန်တော်အခုလာပြီးတော့ပြောပြလိုက်တာဆိုတော့ကျေးဇူးတင်တယ်ခင်ဗျားတို့ကျွန်တော်ပြောတဲ့အတိုင်းလို့နော်နောက်တော့ဘယ်တော့မှမငင်းနဲ့โอเค